တနာချက်ရဲ့မင်းတို့ကိုအတိုင်းဝိုင်းရမှာပြောပါစီပြောနိုင်ပါစေဂုဏနာမဲ့သူကိုရင်မလေးလူတရားပူရင်လို့နေဖြစ်မရှိနိုင်ဘဝသမားမှုလေးအဝေးကနေလွယ်လူနေရတော့မလီရွှေစံရွှေမင်းသမီးရဲ့ရွှေဘုံထက်မှမင်းဘဝပြောနိုင်ရင်